အားလုံးပဲမင်္ဂလာပါ IMH Language School ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် teacher ဖို့ပါဒါကတော့ teacher တို့ရဲ့ beginner grammar video course လေးဖြစ်ပါတယ်ဒီနေ့တော့ lesson 32ကိုလေ့လာကြမှာပါ lesson 32ကတော့ဒီ level ရဲ့နောက်ဆုံးသင်ခန်းစာလေးဖြစ်ပါတယ်ဒီ video လေးပြီးလို့ရှိရင် teacher တို့ level and test လေးရှိမယ်ပေါ့နော် okay ဒါဆိုရင်သင်ခန်းစာလေးစလိုက်အောင်ဒီနေ့ lesson 32မှာ want would like ဒီနှစ်ခုအကြောင်းကိုလေ့လာသွားမှာပေါ့နော် okay အဲ့တော့အရင်ဆုံး want ကနေကျွန်တော်စာပြောကြမယ် want ကို to talk about our wishes ကိုရီးရဲ့ဆန္ဒတွေပေါ့နော်ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဒါတွေပြောချင်ရင်သုံးတယ်အဲ့တော့ want ကိုသုံးတဲ့အခါမှာအရင်ဆုံး with a noun okay နောက်ကနေနောက်တစ်ခုနဲ့ကျွန်တော်သုံးတာကိုတွေ့ရမယ်ဥပမာ okay I want a new phone okay ဒါဆိုရင် phone ဒီ noun ဖြစ်တယ်အရှိမှာတော့အသစ်ပေါ့နော် phone အသစ်တစ်ခု I want a new phone Saver wants a cat okay a cat ဆိုတဲ့ဟာလေးဒါ noun ပဲဖြစ်တယ်ဟုတ်ပြီအဲ့တော့အရင်ဆုံးနံပါတ်1wants ကို noun နဲ့သုံးလို့ရတယ်နောက်ပြီးရင် want ကို verb နဲ့လည်းသုံးလို့ရသေးတယ်အဲ့တော့ verb နဲ့သုံးရင်ဘယ်လိုသုံးလဲဆိုတော့to infinitive နဲ့သုံးမယ်ပေါ့နော်အဲ့တော့ want ရဲ့နောက်မှာကျတော့ to လိုက်မယ်ပြီးလို့ရှိရင် infinitive ဆိုတော့ဘဝရိုးရိုးပုံစံလေးနဲ့သုံးမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာ example လေးတစ်ခုကျတော့ရှိတယ် I want to travel to India India ကခရီးသွားချင်တယ် Marcus wanted to be an actor okay အဲ့တော့ Marcus ကတရုတ်ဆောင်တစ်ယောက်ဖြစ်ချင်ခဲ့တယ်အဲ့တော့ဒီ be ဒီလေ infinitive travel ဒီလေ infinitive ဟုတ်ပြီနော် alright okay ဒါဆိုရင်ဒီကျတို့တရားကိုအငင်းလုံးမယ်ဆိုရင်ရောဘယ်လိုပုံစံနဲ့သွားမလဲဆိုတော့ it is regular okay ပုံမှန်အတိုင်းပဲပေါ့နော်ပုံမှန်အတိုင်းပဲဆိုတဲ့ဟာကြတော့ပြောရမယ်ဆိုရင် want က verb ဖြစ်တယ်အဲ့တော့သူဒီ subject က okay I ဆိုတဲ့စကားလုံး okay I we you they ဒါဆိုလို့ရှိရင်အငင်းလုပ်တဲ့အခါမှာ don't ကိုသုံးမယ်ပုံမှန် present simple သုံးသလိုမျိုးပဲ want ကို infinitive ပုံစံနဲ့ပြန်ရေးမယ်anchor တယောက်တည်းဆိုလို့ရှိရင်ဗာလဲ doesn't okay we အဲ့တော့အတိတ်ကိုပြောချင်တယ်ဆိုလို့ရှိရင်လဲ didn't ပဲ okay နော်အဲ့တော့ want ကိုသုံးပြီးတော့အငင်းလုံးမယ်ဆိုရင် don't doesn't didn't ဒါပဲ okay နော် examples လေးတွေကြည့်ကြည့်အောင် I don't want an umbrella tea မလို့ချင်ဘူး Bianca doesn't want to see a film အဲ့တော့သူရုပ်ရှင်မကြည့်ချင်ဘူး we didn't want to leave ငါတို့မထွက်သွားချင်ခဲ့ဘူး okay ဟုတ်ပြီမေခွန်းလုံးရင်လည်းအတိုင်းပဲပုံမှန်present simple ကိုလုပ်တယ်လို့မျိုးပဲပေါ့နော် okay အဲ့တော့ negative ကလည်းပုံမှန်တိုင်းပဲ questions ကလည်းပုံမှန်တိုင်းပဲအဲဆိုရင်မေခွန်းလုပ်တဲ့အခါမှာဘာတွေရှင်းသုံးမလဲ subject ကိုကြည့်ပေါ့နော် subject ပုံမူတည်ပြီးတော့အများကြီးဆိုလို့ရှိရင် do နဲ့စမယ်ပြီးရင် subject လာမယ်ပြီးရင် want က want အတိုင်းပဲပြန်လိုက်မယ်တယောက်တည်းတွေဆိုလို့ရှိရင်အနည်းတွေဆိုရင် okay တစ်ခုကိန်းတွေဆိုရင် doesn't does ပေါ့နော်မေခွန်းဆိုရင်တော့ does ပြီးတော့ subject ပြီးတော့ want ပြန်လာ question mark လေးထည့်ဖို့မမေ့နဲ့ပေါ့နော် question mark လေးအတိတ်ဆိုလို့ရှိရင်တော့ did okay alright အဲ့တော့မေခွန်းမှာလည်းပဲအရှိသင်္ကန်းလိုက်မှာဒီလိုပါခဲ့တယ် WH question တွေရှိမယ် yes no question တွေအဲ့ဒါကြီးဆိုရင်ဒါ yes no မေခွန်းနေဒါကတော့ WH မေခွန်းပေါ့နော်ဟုတ်ပြီဒါကတော့ want ရဲ့အသုံးပြုပုံအဲ့ဒါဆိုရင် would like ကရောဘယ်လိုနေရာမှာသုံးလဲ would like ဆိုလို့ရှိရင်လေခုနက want လိုမျိုးပဲကိုရီးရဲ့ဆန္ဒတွေ to talk about our wishes okay နောက်တစ်ခုက when we make request အဲ့တော့ would like ကိုသုံးပြီးတော့ကိုရီးယားတောင်းဆိုခြင်းတယ်လိုချင်တယ်ဆိုပေမဲ့ want ကလည်းလိုချင်တယ် would like ကလည်းလိုချင်တယ်ဆိုပေမဲ့ဘာကွာသွားလဲဆိုရင် would like က polite ဖြစ်တယ်ယဉ်ကျေးတယ်ပေါ့နော် want လိုမျိုးဒဲတိုးမဆန်ဘူးဒါလိုချင်တယ်ဆိုဒဲတိုးမဆန်ဘူးအရင်လဲ strong မဖြစ်ဘူးပေါ့နော်အဲ့တော့ it's not as strong as want and is polite အဲ့တော့ကိုဘယ်သူနဲ့စကားပြောရမလဲဘယ်လိုအရာတွေကိုကတောင်းဆိုခြင်းလဲလိုချင်လဲဒါပေါ်မူတည်ပြီးတော့ want သုံးမလား would like ပြောမလားခွဲခြားလို့ရတယ် okay အဲ့ဆိုရင်ဒီမှာပုံလေးနဲ့ကွာခြားချက်လေးကိုနည်းကြည့်ကြည့်အောင်ပေါ့နော်အဲ့တော့နှစ်ခု photo နှစ်ခုရှိမယ်ပထမတစ်ခုက it is at the ice cream shop နောက်တစ်ခုကျ at the cafe okay အဲ့တော့ကလေးတွေကမရေခဲမှုယူလက်ညှိုးထိုးပြီးတော့ okay I want an ice cream ငါရေခဲကင်းဖို့စားခြင်းနဲ့ဆိုတော့
ကလေးတွေအနေနဲ့ကကြတော့သူတို့ဒီသူတို့ပြောချင်တဲ့ဟာကိုတဲဆိုပဲပြောလေးရှိတယ်ဒါဒီပြောတင်လားမပြောတင်လားသူတို့အများကြီးမစင်စားဘူးပေါ့နော်အဲ့တော့ကြောင့်သုံးတဲ့ language ကလည်း like strong ပဲ once ကိုသုံးလိုက်တယ် I want an ice cream okay အဲ့တော့ဒီမှာလူကြီးပေါ့နော်ဂျန်ဂျမန်တယောက်ကသူမာတယ်ဒီကဲမုတ်စားခြင်းနဲ့ဒါကိုဘယ်လိုလေးသုံးလိုက်လဲဆိုရင် I would like an ice cream please okay polite ဖြစ်တဲ့ language လေးနဲ့သုံးလိုက်တယ်ပေါ့နော်အဲ့တော့ would like ကို contraction အနေနဲ့သုံးတာတို့ကျွန်တော်စကားပြောတွေမှာမကြာခဏတွေ့ရလေရှိတယ် apostrophe d like ပေါ့နော်အထူးသဖြင့်subject pronoun တွေ I will use they he she it ဒီစကားလုံးတွေနဲ့ apostrophe d like ကိုတွဲသုံးနေရှိတယ်အဲ့ဒါဆိုရင်ဘယ်လိုလာမလဲဆိုတော့ we'd like to stay in a small hotel ဟိုတယ်ဒီလေးမှာပဲငါတို့နေပြရစီနေချင်ပါတယ် okay we would like we use would like with a noun အဲ့တော့ would like ကိုနောက်ကနေ noun နဲ့တန်းပြီးတော့လိုက်လို့ရပါတယ် okay all right ဒါဆိုရင် I'd like a mineral water please he'd like a new car တော့ okay mineral water ပဲတောက်ပါမယ် okay ကားအသစ်လိုချင်ပါတယ်နော်အဲ့ဆိုရင်ဒါကို wants နဲ့ပြောရော I want a mineral water he wants a new car okay ဒီလိုမျိုးလေးခေါ်သွားမယ်ပေါ့နော်နောက်တစ်ခု would like ကိုဘော want နဲ့ verb နဲ့သုံးလို့ရတယ်သူဒီလည်းပဲသူပါမယ် infinitive လိုက်မယ် okay I'd like to change my room please အခန်းပြောင်းချင်ပါတယ် Rashid would like to meet you for lunch Rashid ကအမင်းကိုနေ့လည်စာမှာတွေ့ချင်ပါတယ်ပေါ့နော် okay ဒါဆိုရင် would like ရဲ့နောက်မှာ to infinitive လိုက်မယ်အငင်းလို့ရင်လည်းပုံမှန်အတိုင်းပဲအဲ့တော့ဒီမှာview စိုက်ပြီးတော့ message နဲ့ဟာလေးတစ်ခုကတော့ဒါလေးပေါ့နော်သူသဖြင့် negative form ကိုအနာဂတ်ကိုပြောတဲ့အခါမှာတချို့တို့သုံးတယ် for example I wouldn't like a really big house ဆိုတော့အိမ်အကြီးကြီးတော့မလိုချင်ပါဘူးပေါ့ဒါဆိုရင်ဒါပါတော့တချို့တို့ dream house အကြောင်းကိုပြောကြတယ်ဒါမှမဟုတ်လဲအနာဂတ်မှာဘယ်လိုနေရာမျိုးမှာနေရှင်လဲပေါ့အဲ့လိုမျိုးဆိုရင်ဒါကိုယ့်ရဲ့ဆန္ဒကိုဖော်ပြတယ်သူတပင် future မှာဖြစ်ရှင်တဲ့ဆန္ဒ I wouldn't like to be famous ကနာမည်မကြီးချင်ပါဘူးဆိုတော့အခုအချိန်လေးပြမဟုတ်ဘဲနဲ့ဒါ future ကိုခြုံပြီးတော့ပြောတဲ့ပုံစံမျိုးပေါ့နော် okay အဲ့တော့ဒီအားလေးကိုမှတ်ထားလို့ရပါတယ်အဲ့တော့မေခွန်းလုပ်မယ်ဆိုရင်ကျတော့သူကဘယ်လိုလာလဲဆိုရင် would subject now အဲ့တော့ would ကိုရှေ့ရရင်ရေးမယ် would you like a glass of water မေခွန်း question mark နောက်တစ်ခု like ပေါ့နော် would you like ကိုပဲနောက်ကနေပြီးတော့ to infinitive တွေသုံးတာမျိုးလေတချို့တို့သုံးလို့ရတယ်ဒါဆိုရင်အပေါ်မှာ would you like a glass of water ဆိုလို့ရင်အောက်မှာကျတော့ would you like ပြီးတော့ to infinitive သုံးလိုက်မယ် okay would you like to speak to Miss Hill Miss Hill နဲ့စကားပြောချင်မှာသလား okay would you like to learn English စကားလေ့လာချင်မှာသလား okay would you like to read this book ဒီစာအုပ်ဖတ်ချင်မှာသလား would you like to order now အခုမှာတော့မလားဘူးစသဖြင့်ဒီလိုမျိုးအများကြီးပြောင်းသုံးလို့ရတယ် okay အဲ့တော့မစုလေးကိုကြည့်မယ်ပေါ့နော် like like ဆိုတဲ့ဟာဒီကိုယ်တွေအမြဲတမ်းကြိုက်တဲ့အရာတွေကိုပြောတဲ့အခါဒါမှမဟုတ်လည်းအမြဲတမ်းမှန်ကန်တဲ့အချက်လက်တွေပေါ့နော်ဒီဥပမာ I like apples ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အကြိုက် okay အမြဲတမ်းကြိုက်နေတဲ့ဟာမျိုး okay Do you like football ဘောလုံးကြည့်ရကြိုက်တာဆိုဒါကိုယ့်ရဲ့ဝါသနာကိုမေးတာမျိုးပေါ့နော်ဒါဒီ facts တို့မျိုးအချက်လက်တွေ okay would like ကကြတော့တယောက်ယောက်ရဲ့ဆန္ဒပေါ့နော် okay တယောက်ယောက်အခုချိန်မှာလိုချင်တယ်ဖြစ်ချင်တယ်အဲ့ဒါမျိုးပြောချင်တော့တုံးတယ် right I like apple ဆိုရင်ဒါကပန်းတိကြိုက်တယ် I'd like an apple ဆိုရင်ပန်းတိစားချင်လိုက်တာပေါ့ okay ဒီမှာဆိုရင် apostrophe t ကို okay I'd like an apple okay would you like to watch the football game on TV မှာဘောလုံးကစားပွဲကြည့်မလားပေါ့ okay နော် okay Number 1 you have to put the words in the correct order to make a conversation ဆိုတော့ပေးထားတဲ့ဟာလေးတွေကိုသုံးပြီးတော့မိကွန်းပေးထားတဲ့ဟာလေးတွေသုံးပြီးတော့ဒီ conversation လေးကိုပြည့်စုံအောင်လုပ်ပေးရမယ်အပူကြီးထည့်စရာမလိုဘူးပေါ့နော်ဒီပေးထားတဲ့ဟာကိုပဲသုံးရုံပဲ okay အဲ့တော့ how are you okay မင်း
ဒီကောင်းလားအဆင်ပြေလားဆိုတော့တယောက်ကပြန်ပြောတယ် I'd like a holiday okay အားလေးရဲ့လို့ချင်ပါတယ် okay ဆိုရင်ဒီအားလေးတစ်ဖက်ရေးတယ်မယ်နော် Where would you like to go မင်းဘယ်သွားချင်လဲဆိုတော့ I'd like to go to South Africa တောင်အာဖရိကကိုသွားချင်တယ် okay why do you want to go there ဘာလို့အဲ့ကိုသွားချင်တာလဲအဲ့တော့ပြန်ဖြေရ it's very beautiful ရန်လာတယ်ဘောနော်အဲ့မှာထောက်ကန်တယ် yes it is မှန်ပဲand I want to see the animals okay တရိတ်ဆန်လေးတွေကိုကြည့်ချင်တယ် okay ဆိုတော့ပြန်ပြောရဲ go okay တွားပါဘောနော်ဟုတ်တယ်အားပေးရဲ့ပုံစံမျိုးနဲ့ okay ဒါဆိုရင် let's practice this how are you I'd like a holiday where would you like to go I'd like to go to South Africa why do you want to go there it's very beautiful yes it is and I want to see the animals go okay all right so 2 you have to choose the correct alternative okay မှန်တဲ့ဟာလေးကိုယူပြရမယ် okay ဒီတစ်ခုကိုဒီချက်1 2 3ကိုလုပ်ပြီးမယ်ပြီးလို့ရှိရင်ဒီချက်ကို4 5 6 7 8လေးအင်ဂျာအနေနဲ့ဒီချက်ကို group ထဲမှာထပ်ပြီးပါ okay နော် all right ဒါဆိုရင် want one I like cats but I don't like dogs အဲ့တော့ဒါကဘာလဲဆိုရင်ကိုရဲ့ကြိုက်ကြောင်မကြိုက်ကြောင်ကိုအတွက်မှန်ကန်တဲ့အချက်တွေပေါ့နော်အဲ့ဒါကိုဖော်ပြတာကြောင်တွေကိုကြိုက်တယ်ဒါပေမဲ့ခွေးတွေတော့မကြိုက်ဘူးအဲ့တော့ a new car ဒါကတော့ကျတော့ I'd like a new car okay next one would you like လို့ချင်လားပေါ့နော် would you like a new phone for your birthday မွေးနေ့အတွက်ဖုန်းသစ်လို့ချင်လား okay ဒါဆိုရင် would you okay 4 to 8ကဒီလိုအင်စာထဲမှာပါမယ်နော် okay this is going to be your homework you send in okay Telegram group ထဲမှာချက်ကိုပို့ပေးရပါမယ်ပို့တဲ့အခါမှာအရှိကသင်ခန်းစာရလိုမျိုးပဲ okay ရှိပြီးတော့ပို့ရမလို့ချက်အတန်းထွက်ပြီးတော့တန်းသွင်းပြီးတော့ပို့ပေးရမယ် okay ဟုတ်ပြီ okay 3မှာတော့ there are two conversations အဲ့တော့ပြန်လည်ပြောတဲ့ conversation တစ်ခုရှိရယ် use the words in the box okay 1 to 6စရင်လောက်ပါဗီဒီယိုလေးကိုရထားပြီးချက်နဲ့ပြတယ် okay all right 1 what okay what would you like to drink ဘာတောက်ချင်ပါသလဲ okay I'd like a cup of coffee please do you want milk or sugar no ထည့်မလားတကြားထည့်မလားဆိုတော့ no thanks နှစ်ခုလုံးမလိုဘူးပေါ့နော်ကျေးဇူးပါ okay can I help you ကိုညီပေးရမလဲ or yes I would okay would ကတခုပြောပြတယ်ပေါ့ဆိုတော့ I'd like to try on this jumper ဒီအပေါ်ဝတ်really sandwich ချင်ပါတယ် of course do you want to use the changing room okay ဝတ်စားလေကသုံးချင်ပါသလား yes please okay let's practice it repeat after me good morning what would you like to drink I'd like a cup of coffee please do you want milk or sugar no thanks can I help you yes I'd like to try on this jumper of course do you want to use the changing room yes please okay တော့နောက်ဆုံးဒီ level ရဲ့သင်ခန်းစာမှာကျတော့ want would like ကိုရီလိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေပြောတဲ့အခါမှာဘယ်လိုသုံးမလဲပြီးတော့ဒီနှစ်ခုပါကွာလဲပေါ့နော်ဒါလေးလေ့လာခဲ့တာဖြစ်ပါတယ် okay အဲ့တော့ကိုကတကယ်လို့ lesson 1 to 32ကို
တနေ့2ပုတ်ကြည့်တာဖြစ်ဖြစ်တရက်တစ်ပုတ်ကြည့်တာဖြစ်ဖြစ်တောက်လျှောက်လုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့အများကြီးပြန်ပြီး review လုပ်စရာမလိုအများကြီးပြန်ပြီး review လုပ်စရာမလိုစာမွေးဖြည့်မယ် level test ဖြည့်မယ်ဆိုလို့ရှိရင်တန်းပြီးတော့ link ထဲဝင်ပြီးတော့ဖြည့်လိုက်ရုံပဲပေါ့နော်ပြီးရင်အမှတ်လေးဘယ်လောက်ရလဲဘယ်လောက်မှန်လဲဒီလို group ထဲမှာပြန်ပြီးတော့ report ပြန်တင်လို့ရတယ် okay မေးချင်တာရှိလဲမေးခဲ့လို့ရပါတယ်ဒါဆိုရင်ကျတို့ level 1 beginner level ကတော့ပြီးသွားပြီပေါ့နော်စာမွေးဖြည့်ပြီးတော့လုံးဝပြီးသွားပြီ okay level 2မှာတချို့ပြန်တွေ့ပါမယ် bye bye